လူတယောက်ရဲ့ဘဝကိုဘောနော်ဘေးအရာကဖြစ်စီပြစ်တာလေတနည်းအားဖြင့်ပြောမယ်ဆိုတော့ပေါင်မင်းတဲ့လူကြော်ကြတဲ့လူဖြစ်ဖြစ်တာမန်လူပဲဖြစ်ဖြစ်လူဘဝကိုလူဝေတဒန်တီမှာဘောနော်အဲ့ဒီဥမာပြအရက်တူဘာလို့ရှိလဲကွာမူကြီးတူဘာလို့ရှိလဲကွာဒါပေမဲ့အရင်ခံကိုဘာကျွန်တော်အမြင်လေးပြောပြမယ်အခုတို့လောက်ခက်စားနေတဲ့ဟာဘောနော်ဇလန်လေးတပုတ်ကြည့်ကြည့်အောင်ဒီဗီဒီယိုလေးပေါ့နော်အကျဉ်းကင်လာမသိဘူးအကျဉ်းကင်ဒီမင်းသားကျွန်တော်ဟိုတော်ကြိုက်တဲ့ဇလန်တုံးပုတ်ရှိတယ်အတပုတ်အရောကောင်မလေးနဲ့ကောင်မလေးရဲ့မျက်မြင်ဘူးဒါပြင်သူကဟိုလေဝဲဒီထူပြီးမှဟိုချက်တော့ကျူတော့အဲ့ဒီဇလန်တပုတ်အရောကိုင်းစတာပေါ့နော်ကိုင်းစတာဇလန်ကိုနည်းနည်းပြောပြကိုင်းစတာဇလန်ဘယ်လိုလဲဆိုရင်သူကဝတ်တိုက်ခိမှနာမယ်ကြီးစုံပေါ့ဒါပေမဲ့သူနာတော့ပြီလုချင်တော့အဲ့ဒါနဲ့သူ့ငီလေးကလုတယ်အဲ့ဒါသူ့ငီလေးအသက်ခံရတယ်ပေါ့နော်အချင်းချုပ်လေးပဲပြောမယ်သူ့ငီလေးအသက်ခံရတယ်ဒါပြင်သူကပြန်ဆုံစမ်းကြည့်တဲ့ခါကျတော့ဟိုတတ်တဲ့လူကိုဟိုကလစားချင်မယ်ဆိုပြီးမှလိုက်တဲ့ခါကျတော့သူ့ငီလေးတတ်တဲ့လူကနောက်ဆုံးကျတော့သူကမိလုံးတော့ပြန်လက်စားချင်နိုင်ပြီအဲ့ဒီချိန်မှာအဲ့ဒီကောင်နဲ့သူ့မိလေးကိုတက်တဲ့လူကလည်းသူ့အဖေကအိုင်စတာကြီးဆိုတော့သူ့အဖေကဘာဖြစ်လို့ဒီကောင်ကိုတက်တာလဲဆိုပြီးမှမိတဲ့အချိန်မှာအဲ့ဒီကောင်ကပြောတာလဲဆိုတော့သူကငါ့ကိုတအားထင်သေးတယ်တဲ့သူကငါ့ကိုတအားထင်သေးတယ်အဲ့ဒီထင်သေးတာကိုကြိုက်တာတဲ့ပြောချင်တော့သူ့ရဲ့မာနကိုထိတော့တာပေါ့နော်သူကတတိတာဟိုတယ်ပိုင်ရှင်ကိုင်းစတာကြီးကိုင်းချုပ်ကြီးရဲ့တာအဲ့ဒါကိုအခုဒီဇလန်ဒီမင်းသားရဲ့ညီလေးသူ့ကိုဟိုခရုပ်ကိုမဆိုင်တာသူတို့ကဟိုဘယ်လိုပြောလဲဇလန်အကျိုးယူတဲ့ပုံစံပေါ့နော်အဲ့ဒါသူ့မာနကိုထိလို့သူတတ်တာဒါနဲ့ဒီမင်းသားသူ့ကိုသူ့ငီကိုတတ်တဲ့လူကိုပြန်တတ်တယ်ဒါရဲ့ပြန်ဆုံစမ်းကြည့်တဲ့အခါမှာအတိတ်ကတရခါတော့အရင်တူနီခဲ့တဲ့ခိုင်းချုပ်ရဲ့တာနောက်ကနေကျိုးကင်နေတာနောက်ဆုံးကျဇလန်ဘယ်လိုဖြစ်တာလဲဆိုတော့ကိုင်းချုပ်ကြီးတဲ့တာကိုလည်းဒီမင်းသားပြန်တတ်မယ်လို့လည်းချင်မှာပေါ့နော်ဟိုကလစားချင်မလို့ချင်မှာစကားပြောခန်းလေး dialogue လေးရှိတာပေါ့ဒီချိန်မှာအဲ့တော့ဘာပြောရလဲဆိုတော့သူ့ဖေသူ့ကိုအထင်ကြီးတယ်ပေါ့သူရဲ့ကိုင်းချုပ်နေရာတော်မှာနင့်ကိုပဲပြီးချင်တာနင့်ငီလေးကိုပဲပြီးချင်တာငါ့ကိုကြတော့ဘာမှအထင်အကြီးတလူလူဘာတလူလူနဲ့ထင်သွားတာဒါပေမဲ့သူ့အဖေကအဲ့ဒီကိုင်းချုပ်ရဲ့နေရာအန်ဂျေဘလောက်မြရတာလေဆိုပြီးမှသူ့တောက်ကိုမတင်ချင်တာအဲ့ကောင်ကလည်းသူ့အဖေကိုအားကြသူ့အဖေကလည်းသူ့နေရာကိုသူ့ရဲ့ဘုကကိုလည်းမလိုက်ချင်တာကလည်းသူ့အဖေကိုထင်မကြည့်ဘူးဆိုမှယောက်ျားမာနထိသွားတယ်ပေါ့နော်ဒီဇလမ်ဟာလေအဲ့ဒီဇလမ်အဲ့လိုဖြစ်သွားတာလူတယောက်ကဟာငါ့ကိုမာနထိတယ်ကွာဟိုကောင်စင်တာငါ့ကိုအစီငေါမရှိစကားပြောတယ်ဆိုပြီးမာနနဲ့ထိချင်မှာရန်လူရဲ့စိတ်နဲ့လူမျိုးတော့ပြီးဆိုတော့လူတယောက်ပြစ်စစ်တယ်ဆိုတာကိုဒါလောက်ကနေကြည့်နေတိတာပေါ့နော်ဒီဇလန်ထဲမှာလည်းအချင်းကမလည်းကြည့်လိုက်ဒီမင်းသားရဲ့တမီလီကြောင်းတက်နေတယ်အဲ့ဒီချိန်မှာအရန်ကိုချမ်းသာလွန်းတဲ့အထီးတမီလည်းကြောင်းတက်တယ်မင်းသားရဲ့တမီကိုနိမျိုးစုနဲ့ပြဿနာရှာတယ်ကွာဒါပေမဲ့မင်းသမီးတို့ကိုအာယုံကိုထားတာအဲ့ဒီအယမင်းသမီးလေးမဟုတ်ဘူးနော်အဲ့ဒီမင်းသမီးကိုရန်ရှာနေတဲ့လူကသူ့အဖေကအရန်ချမ်းသာတယ်ဒါပြင်ကိုင်းချုပ်လည်းဖြစ်တယ်အရန်ဩဇာအာဏာကြီးတဲ့ကိုင်းချုပ်ကြီးကလူတမဲဖြတ်မယ်ပေါ့ဆိုတော့သူ့အဖေလည်းချမ်းသာတယ်သူလည်းလှတယ်ဆိုတော့ဟိုရှိရဲ့ဒီမင်းသားရဲ့သမီးလေးသူ့ကိုစောက်ခယူမစတဲ့ကချက်ကိုခံပင်းလေးပေါ့ဟာဒီကောင်မငါ့ကိုမကြောက်လားမယွန်းပါလားဆိုပြီးမှသူ့မာနကိုထိသွားတဲ့ပုံစံသူ့မာနကိုထိတဲ့ခါကျတော့သူပြဿနာရှာတယ်အကြောင်းမှလည်းအဲ့လိုလုပ်ကြတယ်သူ့တမင်ကိုတောင်းပန်ခိုင်းတယ်လူကြီးရှိမှသူ့ဖေရှင်ကြောက်အုပ်ကြီးရှိမှကြောက်အုပ်ကြီးတွေတော့မှသူ့ဖေကိုကြောက်လာနေရတာအဲ့ဒါကိုသူ့တမင်မကြောက်ဘူးအဲ့ဆိုတော့ဟောကောင်မတော့တာငါမာနကိုထိတယ်ဒီမှာတော့
မာနာထိဘလို့ခံစားလိုက်တော့ဒေါတာပါလာပြီပေါ့နော်ဇလအချင်းလေးပေါ့အခုကတော့အပိုင်းလေးထိပေါ့ဆိုတော့ तू ကလက်စားချီမင်းဒီလန်ကိုတုံးပြီးမှ तू တီးတဲ့ဟိုအဖွဲဟောကောင်လူစုတဲ့ကိုခေါ်ပြီးမှနှိမ့်ဆက်ခိုင်းမလို့ပေါ့နော်အေးနှိမ့်ဆက်တာတော့မှပြန်လူရည်တည်တဲ့ဒီမင်းသားရဲ့တမီးပေါ့နော်သူ့အဖွဲမြတ်ကြီးရှိမှ तू ဆော်ရတဲ့ခါကျတော့ဟာမင်းသားတမီးလည်းသူ့မာနကိုအထိခိုက်မခံဘူးလေချတာပဲလေဒီလည်းနဲ့ဟောကောင်မအရက်စစ်ဆိုတဲ့ခါကျတော့ဂဲနဲ့ထုအဲ့လိုမျိုးတည်တဲ့ပုံစံဇလန်းစီနဲ့ဘောနော်သူ့အဖေလည်းလိုက်ရှာလိုက်ပြီးအဲ့လိုမျိုးပေါ့ကဲပြောချင်တာတော့လာပြီလူဟိုလူတယောက်ပါလေဆိုတော့လူဟိုတဘောအပြတ်သွားပြီဆိုရင်အတိတ်ကကြည့်တာပါလေဆိုရင်အရက်ကြောင့်လည်းဖြစ်နိုင်ရောနော်မူရစီရောကြောင့်ဒါပြီးရင်အကြောင်းမျိုးကြောင့်ဟိုဂိမ်းကြောင့်ဘာကြောင့်ဘောနော်အရက်ကြောင့်ကိုပဲဟိုစီမှာဆိုတော့ပြောကြည့်မယ်အရက်ကိုလူတိုင်းတစ်ခါတည်းမွေးကြတဲ့အရက်တော့လို့မရှိဘူးကဲအသက်စကုနိစစနိစကုနိပြလာပြီလူမှုရေးယောက်ျားလေးဆိုတော့အပေါင်းအသင်းနဲ့ဖြစ်လာပြီဆိုတော့နည်းနည်းပါတော့ကြတယ်အဲ့ဒီချီမစုသေးဘူးတချို့လူတွေကငါကသူမျက်နှာမတူဘူးတဲ့အရက်တော့လည်းပဲစီးနေကနေတော့တယ်ပေါ့နော်ငါစီကအစီလေးတော့တယ်သူမျက်နှာမတူဘူးငါဆိုတဲ့မာနပါလာပြီသူမျှလို့တော့ငါအဲ့လိုမျိုးမနေ့လေညမတော့ပါဘူးငါအစီစူရာလေးနဲ့တောက်တဲ့ခါကျတော့ဟိုပထမတော့လူကနေပဲအရက်ကိုတောက်တာလူတိုင်းကအဲ့လိုထင်ကြတာပဲငါတော့သူမျှမထင်ဘူးငါထင်တတ်တယ်ဘာရဘောနော်နည်းနည်းပြင်ပန်းလို့စီဖြူဝဖြစ်တော့တယ်ပေါ့ဒါပေမဲ့လူကအရက်ကိုတောက်တဲ့ခါကျတော့ကြာလာတော့အရက်ကလူကိုပြန်တောက်တော့တာအဲ့မှာထင်းလို့မရတော့ဘူးပြောချင်တာပါလေဆိုတော့မာနကိုအတွေးပေါ့နော်ငါသူမျက်မတူဘူးငါထိတ်နိုင်တယ်ဆိုရတဲ့ဖြစ်လာတာအော်နာကတော့မှနေတော့ဟိုကြောက်ကြီးတယောက်တော့တွေ့ဖို့တယ်တကယ်ဖြစ်ပြကြောက်ကြီးဆိုတော့နာကတော့တန်းရောက်တဲ့လူဆိုတော့တိတယ်ကြောက်ကြီးတွေဆိုတော့ရွာလူကြီးတွေတခါတလေဟိုကြောက်ကြီးဆိုတော့ဟိုတခါတလေပေါ့နော်ခေါင်းရည်ပြီးတယ်ခေါင်းရည်တော့မှပြောင်းဖွင့်လို့ရရှိတယ်ပြောင်းဖွင့်နဲ့ပင်ဦးနဲ့ရောပြီးလို့ရစားရန်တော့လို့ကောင်းတယ်ဒါကြောက်ကြည့်ဆိုတော့လေတယ်ဆိုတော့တောက်ကြတယ်အချို့ဆိုတော့နာကတော့นั้นဆိုတော့တော်များများတော့ဘင်းတွေပါရတယ်ပေါ့နော်ဒီမှာပြီးတယ်အဲ့ဒီကြောက်ကြည့်ရလဲကျွန်တော်တို့တွေ့ဖို့ရနော်ဆောက်ရပြောတော့ဟိုအဲ့ဒီကြောက်ကြည့်သူတို့ပြီးတဲ့အခါမှာဘင်းကဟိုနည်းနည်းလေးရှင်ရတယ်နည်းနည်းလေးရှင်တော့ဘာမှဖြစ်ဘူးငါကငါထိနိုင်နေဆိုပြီးမှဆန်းကြည့်လားမနေ့လောက်လည်းနေတော့ရောဟိုဘက်အဝီးမှာရှိတဲ့သူမိသားစုကငွေပုအဲ့ဒီချိန်တော့တုံတင်ခွဲရတယ်ငွေကိုမပုနိုင်တော့တဲ့ဘေးစားတော့မတင်နိုင်တော့ဘူးဘင်းကငါဖြစ်တော့ရောအစပထမပါလေငါကငါထိန်တက်တယ်ကြောက်ဦးကြီးဆိုတဲ့မာနရှိပြီးတိုင်းတော့ပြီးတိုင်းဆန်းငါထိန်နိုင်တယ်ငါသူမျက်မတူဘူးထိန်နိုင်တယ်ဆိုပြီးမှဆန်းတာဒါပြအလကားရတာကိုအစပထမတော့အလကားရတာကိုအဲ့လိုမျိုးဆန်းရင်းနဲ့နောက်ဆုံးကျတော့ဒီငါသူ့ကိုဝါမျိုးသွားရောသူ့ဘောပြတ်သွားရောအဲ့ရှင်ပါလေအတိတ်ကအကြောင်းတရားခံတော့တယောက်ရဖြစ်မယ်ဆိုတော့ဒေါသမထိန်နိုင်ဘူးဆိုတာတွေကဟာဘောကောင်ကရေးတဲလို့လေဒီကောင်ကရေးတဲလို့လေဆိုတာတွေအတိတ်ကတေခါမာနထားလို့မာနထားတာမြင့်လာပြီဆိုတော့ဒေါတာပါလာဒေါတာနဲ့လူပေါ်ချင်မှစင်တမယ်ဆိုတော့မရဘူးလူပြောနေစီပွေးကြတဲ့လူမှုရေးစင်ပြီးဆိုတော့ mindset ဘောနော်မလတိပြောမဲ့စိတ်ပိုင်းဆိုင်ရာတွေကထိခိုက်တတ်တယ်ဒါကြောင့်ပထမတော့မာနကလူဘွားကိုမတော့အထိခိုက်စီဆုံးအရာလို့ပဲကျွန်တော်တို့ထင်တယ်ကိုအမြင်လေးတွေဟို comment ထဲမှာလူတယောက်ဘွားပါ
ထိခိုက်ပျက်စီးဆုံးလဲဆိုတာကိုအမြင်လေးနဲ့ sharing လုပ်ပြလို့ရပါတယ်